ဏလည်းမဟုတ်ဘူးလေးလားလေးမဟုတ်တော့ငါလို့လည်းမပြောနဲ့နော်ဒါတော့လေးမှမဟုတ်ဘူးမလေးဘူးဘယ်မိနစ်အကြာဆုံးကြိုင်နိုင်မလဲ9မိနစ်ထားလိုက်ဥပမာနိုင်ဝက်ပေါ်အကြာဆုံးကြာလာတဲ့ခါမှာဘာဖြစ်လာလဲလက်ကညောင်းလာတယ်ကြိုင်ထားတဲ့လက်ကဘာဖြစ်လဲညောင်းလာတယ်ဒီပမာဏကပြောင်းလဲသွားလို့မဟုတ်ဘူးဒီပမာဏကဒီပမာဏပဲဒီအလေးချိန်ကလည်းဒီအလေးချိန်ပဲဒါပေမဲ့အချိန်ကြာကြီးကြိုင်ထားတဲ့ခါမှာကိုယ့်ရဲ့လက်ကဘာဖြစ်လဲဆိုရင်လေးလာတယ်လက်ကအန်သေးလာတယ်ညောင်းလာတယ်နော်ဆက်ပြီးတော့မှတနေကုန်ကြီးတော့ကြိုင်ထားကြည့်လိုက်လက်ချဖို့တော့တော်တော်လေးကိုခတ်သွားမှာဒါဒီလက်ကညောင်းလာတယ်ဆိုတော့အဲ့ဒီမှာဆရာကဘာပြောလဲဆိုတော့ဒီပမာဏကပြောင်းလဲသွားတာမဟုတ်ဘူးကြိုင်ထားတဲ့လက်ကပဲလေးသွားတာဒီလက်ပေါ်မှာအကျိုးသက်ရောက်မှုဖြစ်သွားတဲ့ခါမှာဒီလက်ကညောင်းလာတယ်မကင်နိုင်တော့ဘူးလေးလာတယ်ထိုနည်းတိုင်းနဲ့ကျန်းစာထဲမှာမတဲ့7နဲ့18ထဲမှာပြောထားလဲဝင်လေးရဲ့ပြင်ပန်းတော့သူပါငါထန်လို့လာကြပါကိုကင်နိုင်တယ်ငါထမ်းနိုင်တယ်ဆိုပြီးအကြိုက်ထားဖို့မကြိုးစားပါနဲ့ဟာလေလုယာဆိုတော့ဒီ message လေးကိုအရင်ဆုံးပေးချင်တာဖြစ်တယ်ကျမတို့အားလုံးကဝန်ထုတ်ဖို့အတီးတီးနဲ့အားလုံးကလာကြတယ်ပြောတာမပြောတာကိုအစင်ပြေတာမပြေတာကိုကျမ်းမာတာကိုမကျမ်းမာတာကိုဆုံးရှုံးတာကိုအောင်မြင်တာကိုစသဖြင့်ဝန်ထုတ်ဖို့အတီးတီးနဲ့ကျမတို့လာကြတယ်ဒါပေမဲ့လာတဲ့အဲ့ဒီဝန်ထုတ်ဖို့ကတင်ကိုယ်တိုင်ထမ်းထားတယ်ဆိုလို့ရှိရင်တော့တင်ထားတယ်တင်စိတ်ဖြစ်စီမယ်တင်မလွတ်မြောက်တော့ဘူးတင်လေးလံချင်းနေတင်ခံစားလာမယ်ခန္ဓာကိုယ်မှာတင်ညောင်းညကြိုက်ခဲလာတယ်တနည်းအားဖြင့်ဝိညာဉ်ရမကျမ်းမာချင်းနေတင်စပြီးတော့မှခံစားလာရလိမ့်မယ်ဒါကြောင့်ဒီနေ့ဝန်ထုတ်ဖို့နဲ့တင်လာတယ်ဆိုရင်ဘယ်သူထပ်မှအပ်မလဲဖခင်သခင်စီမှာအပ်ပါဟာလေလုယာဖခင်သခင်ကဖိတ်ခေါ်နေတာဖြစ်တယ်တင်ပြဿနာနဲ့ကျမစီလာရင်တော့ကျမကြိုဆိုမှာမဟုတ်ဘူးဒါလူရဲ့တဘာဝပဲဒါအမှန်တိုင်းပြောတာနော်ကျမလည်းမကြုံဆိုနိုင်ဘူးမဖြေရှင်းပေးနိုင်ကိုပြဿနာနဲ့တော့ကိုဘယ်လိုလုပ်သိရရှုပ်တော့ကျမရှင်းပေးနိုင်မလဲဟုတ်တယ်နော်ဒါအမှန်တိုင်းပြောတာဖြစ်တယ်ဒါကြောင့်မို့ဒီပြဿနာနဲ့ဖိတ်ခေါ်တဲ့သူကဒီကနေ့ဖခင်သခင်တပါးတည်းပဲရှိတယ်ဟာလေလုယာလူတွေကတော့လူလာပါပြဿနာမတည်လာနဲ့တဲ့မြန်မာရဲ့ဆိုရိုးစကားပုံလေးတစ်ခုရှိတယ်ဖခင်တကယ်တင်ဝန်ထုတ်ဝန်ဖို့ပြဿနာနဲ့ငါစီကိုလာပါငါချမ်းသာပေးမယ်ဟာလေလုယာတို့ဘုရားကိုလက်ကုပ်တီးပြီးတော့မှချီးမြှောက်ရအောင်အာမင်ရရှိတာမှာ